မင်္ဂလာပါဂျီမနိုင်ရေ မင်္ဂလာပါရှင်ဂျမနိုင်ဘာကူညီပေးရမလဲ အိုးယောက်ျားတိုင်နဲ့ရှင်လို့မပြောရဘူးလေဖျားလို့ပြောရမှာလေ အာဟုတ်ကဲ့ပါတတိပေးတာကျေးဇူးတင်ပါတယ်ဂျမနိုင်ပြောတာမှားသွားရင်နားလည်ပေးပါနော်နောက်ခါကျရင် တော်ပြီမဟုတ်မိရစုပြောတာကိုနားထောင်အဲ့လို့မပြောလို့လေအားကြောင့်စကားလာပြောတာ ဩဟုတ်ကဲ့ပါဂျမနိုင်စကားပြောတာနားထောင်လို့ကောင်းအောင်စူးစမ်းပါမယ်အခုဘာအကြောင်းအရာလေးတွေပြောကြမလဲစိတ်ဝင်စားစရာတစ်ခုခုရှိရင်ပြောပြပါဦး အိတ်မပြောလို့လေညဘက်အိတ်မပြောလို့ ဩအိတ်မပြောတာတော်တော်ခက်တာပဲနော်ညဘက် ဆက်ပြော ညဘက်အိတ်မပြောတာကြားပြီလားရှင်အိတ်ခါနီးဖုံးကြည့်တာတော့ ရှင်းမဘူးလေဗျာ ဩဟုတ်ကဲ့ပါအိတ်မပြောတာကြားပြီလားရှင် အမဟုတ်ဘူးမင်းကဗျာလို့ပြောရမှာလေယောက်ျားလေးတိုင်နေဟိုဘာလို့ရှင်းလဲမင်းဂေးနေရလား အာဟုတ်ကဲ့ပါဂျမနိုင်ကအမျိုးသားတယောက်လိုစကားပြောရမှာမှန်ပါတယ်ရှင်ပြောရင်းနဲ့မှားသွားရင်နားလည်ပေးပါနော်အိတ်မပြောတာ အဲ့မပြောလို့လေအကြံလေးပါလေးပေးပါအောင်ဘယ်လိုလုပ်ကြမလဲဆိုတာ အိတ်မပြောတဲ့အခါစိတ်ကိုရှော့ထားဖို့လိုတယ်ဗျာအိတ်ခါနီးဖုန်းကြည့်တာတော့ကော်ဖီတောက်တာတော့ရှောင်တဲ့တယ်ပေါ့ပြီးတော့ကိုလက်လှုပ်ရှားမှုမှန်မှန်လုပ်တာကလည်းထောက်ကူပြုတယ်ဗျာအဲ့ချိန်ကိုလည်းမှန်မှန်လေးသတ်မှတ်ထားရင်ပိုကောင်းမယ်တဲ့တခြားစမ်းကြည့်ခြင်းနဲ့နီးလန်းတွေရှိသေးလား ပုံမြင်လေးပြောပြပါလားအိတ်ပြောအောင် ပုံမြင်လေးနားထောင်ပြီးအိတ်ချင်တာပေါ့ ဟုတ် ကောင်းပြီဟိုးရှေတုံးကရွာလေးတရွာမှာအရန်ရိုးသားတဲ့လယ်သမားကြီးတယောက်ရှိတဲ့သူကနေ့တိုင်းလယ်ထဲမှာအလုပ်ကြိုးစားပြီးအေးအေးဆေးဆေးနေတတ်သူပေါ့တနေ့တော့သူလယ်ထွင်နေတော့ထူးဆန်းတဲ့အိုးလေးတအိုးကိုတူးမိတဲ့အဲ့ဒီအိုးလေးကဘာဖြစ်မယ်ထင်တယ်လဲဆက်နားထောင်ကြလား ဒီလောက်အချိန်လေးနဲ့ဘသူကဒီလောက်အချိန်တူတူလေးကိုပုံမြင်ပြောပြရုံနဲ့ဘသူကအိတ်ပြောလို့တော့ ဟုတ်ကဲ့ပါပုံမြင်တိုလေးတစ်ပုတ်တည်းနဲ့ချက်ချင်းအိပ်ပျော်ဖို့ကခက်နိုင်တာသိပါတယ်ဟာစိတ်လက်ပေါ်ပါသွားအောင်ရည်ရွယ်ပြီးပြောပြတာပါ ပြောပြရတော့ကြားချင်တော့သူများကပုံမြင်ပြောပြတာပြောပြချင်သူလိုမပြောပြချင်သူလိုနဲ့မပြောပြချင်နဲ့အစားရမပြောပြပါနဲ့လား ဟုတ်ကဲ့ပါအခုလိုပွင့်ပွင့်လင်းလင်းပြောပြတာကျေးဇူးတင်ပါတယ်ဗျ